ရန်ကုန်ကဒီညတော့စမယ်ဗျရန်ကုန်မှာဘာတွေဖြစ်နေလဲရန်ကုန်သူရန်ကုန်သားတွေတွေးအေးသွားပြီလားအညာသူလေးတယောက်ရန်ကုန်ရောက်တော့လက်သီးကိုစုပ်အံကိုကြိတ်ခါတချို့ရန်ကုန်သူရန်ကုန်သားတွေကိုနဲ့မဆိုင်တော့ဘူးမဆိုင်တော့တယ်လို့ပဲအကိုကြီးတဲ့အားလုံးပဲမင်္ဂလာပါမြန်မာသတင်း TV ကနေကြိုဆိုလိုက်ပါတယ်သတင်းတွေတင်နိုင်သိရအောင်ကျွန်တော်အကောက်ကို subscribe လုပ်ဖို့မမေ့ကြနဲ့နော်အားပေးတဲ့သူအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာပါစေဗျာဒါပေမဲ့ရန်ကုန်ကိုစစ်တပ်ကအပီအပြင်ထိန်းချုပ်ထားပြီးတစတဲ့တစလဲမျိုးကိုညှစ်ခါရှာတွက်ရင်ပြောင်ပြတယ်ဆိုပြီးပါထက်ရိုက်မဲ့အချိုးထက်ချိုးလာပါတယ်ရန်ကုန်တောင်ကလာပမှာသူ့မင်္ဂလာပန်းချံသိလားဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုပေါ့ဗျာမင်းညကည10 နာရီမှာဘော်ဒူဇာတွေနဲ့ထိုးပြီးဖြတ်စည်းလိုက်ပါတယ်တောင်းလာကလည်းအထူးအဆန်းပြဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်2ရုပ်ရှိတဲ့မြို့နယ်ကျန်တဲ့မြို့နယ်တွေမှာတော့1ရုပ်စီပဲရှိတဲ့လောက်ပဲနော်တောင်းလာကထူးဆန်းတယ်ဆိုတာအဲ့ဒီသမိုင်းကြောင်းလေးကိုကျွန်တော်တို့မှီခဲ့ဘူးတယ်အခုနိုင်ငံတော်ရဲ့အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ဦးကုကူကြီးကတရုတ် NLD ပါတီဝင်တွေကတရုတ်ဗိုလ်ချုပ်အောင်ဆန်းရုပ်2ရုပ်နဲ့ထူးခြားတဲ့ဝိသေသရှိတဲ့တောင်ကလာပသူ့မင်္ဂလာပန်းချံတဲကဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကြီး2ခုကိုညကတော့ဖျက်ဆီးလိုက်တယ်လို့နိုင်ငံတော်ဝန်ကဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုစစ်ကောင်စီဟာရေတရားလားဘေးတယ်လားနောက်ွယ်ကအခါတော်ဘေးတွေကြောက်လားမသိပေမဲ့နိုင်ငံတော်ဝန်ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေဒီအပိုင်းမှာတရဆက်ဖြိုချမှုတွေရှိနေပါတယ်ဗျတမိုင်းကြီးကိုဖျောက်ချလိမ့်ပြီဒီအချိန်မှာဒီဝစ်စုံကိုဝစ်ပြီးဒီလိုစစ်သားဖြစ်ခွင့်ရတာဒီဗိုလ်ချုပ်နဲ့ရဲဘော်3ချိန်ကြောင့်ဦးနေဝင်းမပါတောင်ကိုကျေးဇူးကမ်းကြလေပြီဗမာတပ်မတော် BIA ကစခဲ့တဲ့ဂျပန်ပြည်ကိုစစ်တနန်းသွားတက်မြန်မာတပ်မတော်ကိုထီထောင်ခဲ့တဲ့တပ်မတော်ရဲ့ဖခင်နိုင်ငံရဲ့ပိတုခအမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းကိုမင်းအောင်လှိုင်နဲ့စစ်အာဏာရှင်တိုက်ကျေးဇူးကမ်းကြလိမ့်မည်အဖေမျက်နာလည်းမကြည့်ရဲရုပ်ထုကိုတော့မထားရဲတမီးကိုလည်းစင်ပြုတ်မျက်နာစင်မဲမကြည့်ဝင်တယ်လို့ဖမ်းချုပ်ထားဒီစစ်ကောင်းဆောင်တွေလောက်ရုပ်မာသူလူတစုဒီအနန္တစัจ java ရာမှာရှိမယ်လို့တော့ကျွန်တော်တို့မထင်ပါဘူးကဲရန်ကုန်ကြီးလို့ကျွန်တော်ခေါ်ခြင်းပါတယ်ရန်ကုန်ဟာ2021ကာလမှာနှစ်ငါးလုံးလိုရံမျိုးပေါ့ရန်ကုန်တိုင်းလုံးကလူဦးရေတန်းနဲ့ချီတဲ့လူတွေဟာအာနာရှင်ကိုလက်မခံကြောင်းစန့်ကျင်ကြောင်းတောင်းဖြတ်ရန်ကုန်တစ်မြို့လုံးကျွတ်တပိတ်မောက်ခဲ့ကြတယ်ခြိတက်ခဲ့ကြတယ်ရန်ကုန်အပါအဝင်မြန်မာနိုင်ငံဒေသအနှံ့အပြားလဲခြိတက်တပိတ်မောက်တိုက်ပွဲဝင်ခဲ့ကြတယ်ဒါပေမဲ့ရန်ကုန်ကတော့လူကြီးအများဆုံးတိုင်းဖြစ်တဲ့အတွက်ပို့ပြီးတော့စီကားများပြားကြတာပေါ့ဒီကနေ့တော့ရန်ကုန်ဘာဖြစ်နေပြီလဲနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းများအရစိုက်ကားမာလို့စိုက်တွဲဆိုတာကစိုင်ကယ်ကြီးဘေးမှာတွဲထားတဲ့စိုက်တွဲလို့အကြမ်းမြင်ပြောလို့ရတယ်နောက်ပိုင်းမှာဒီတိုက်စီတို့ကားတို့နဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာဇရိတ်တက်တာအောင်စိုင်ကယ်တွေကိုဘေးတွဲပြီးတော့ဈေးရောက်တာတွေလူတွေကိုအတေပို့လောက်တာတွေလောက်လာကြတာရန်ကုန်မြို့ရဲ့စင်ချေဘုံရက်ကွက်တွေမှာအများအပြားပါအဓိကလိုက်တာရရွှေပြည်သာရွှေပေါက်ကံတကုံတောင်တကုံမြောက်တကုံစိတ်ကန်းတကုံလေးမြို့နေပေါ့ဗျာနော်အစရှိတဲ့ရန်ကုန်မြို့ရဲ့စင်ကြေဘုံရက်ကွက်တွေတော်တော်များများမှာစိုက်ကားတွေစိုက်တွဲတွေရှိကြတယ်နော်ဆိုင်ငယ်ကိုဘေးထဲတွဲတော့လူ3-4ယောက်လည်းတင်လို့ရတယ်ဗျာကုန်ပစ္စည်းတွေလည်းလူတို့ကသူ့အခက်ခဲကိုသူရအောင်မြေရှင်းတယ်လူတို့အဆင်ပြေနေရင်ဖက်စစ်တပ်ကမကြိုက်ပါဘူးနော်အဲ့တော့ဒီကနေ့ဆိုင်ကယ်ဘေးတွဲရင်1300တင်ချမယ်ဆိုပြီးခန့်ဝင်ထိုးခိုင်းပါတယ်မရှိလို့လှုပ်ရှားတာစီးလေးကန်းလေးနဲ့မောင်းနေမယ်ဆိုရင်တော့ကောင်းတာပေါ့
စီးမဲ့ကမ်းမဲ့လမ်းပြောင်းမြန်မောင်းနေတယ်လို့မောင်းဝင်နေတယ်လို့ဝင်လုံနေတာလဲမကောင်းဘူးသူတို့သာတကယ်စီးကမ်းတကြမောင်းရင်အသုံးပြုတဲ့လူတွေပြည်သူတွေဈေးသွားတာကြောင်းပို့တာစေကမ်းသွားတာတွေအတွက်အများကြီးအသုံးတဲ့ပါတယ်အဲ့တော့စိုက်တွဲလေးမောင်းပြီးမိသားစုစာဝတ်နေအတွက်ဖြည့်ရှင်းပေးနေရတာပါဆိုတဲ့အတန်လေးရှိပါတယ်ကျွန်တော်တို့မောင်းရင်ကျွန်တော်တို့ဘေးတွဲကျွန်တော်တို့ဘဝကဘေးတွဲမောင်းမဲ့သူဖမ်းမဲ့သူတွေလည်းရှိရတယ်ကြည်ရတယ်အဖမ်းခံရရင်လည်း9000တသိန်းနဲ့ပြန်ရွေးထုတ်ရတယ်ကံမကောင်းရင်ဘေးတွဲပြန်မရဘူးအခွန်ဆောင်ပေးပြီးလိုင်စင်လုပ်ပေးမလားဆိုတော့လည်းမလုပ်ပေးပါဘူးအဲ့တော့လက်ရှိရန်ကုန်မှာဆိုင်ကယ်အစီးရေ9သိန်းတက်မလဲရှိတယ်အဲ့ထက်တောင်ပို့မယ်ပေါ့ဗျာနော်အဲ့ဒီ9သိန်းလုံးကိုဘေးတွဲမတွဲရဘူးဘေးတွဲရင်1300နှစ်လို့ရန်ကုန်ကကညနာကကြီးညာလိုက်ပါတယ်အဲ့တော့ဘေးတွဲတွေထဲမှာလည်းတကယ်ကိုမိသားစုစားဝတ်နေရေးအတွက်မှန်မှန်ကန်ကန်နဲ့ရှာဖွေနေတဲ့လူတွေရှိပါတယ်ဒါပြင်လဲဘေးတွဲမောင်းပြီးတော့စစ်တပ်နဲ့ပေါင်းပြီးတရှို့တလန်လုံနေတဲ့လူတွေသတင်းပေးတွေလည်းရှိပါတယ်ဒါပေမဲ့တော့မိသားစုစားဝတ်နေရေးအတွက်ဘေးတွဲလေးတွေရက်ဆိုင်လိုက်ရင်ဒီမိသားစုဘယ်လိုစားကြမလဲဆိုတဲ့အခြေအနေရှိသလိုလက်ရှိရန်ကုန်တိုင်းတိုင်းလုံးကိုလည်းဆိုင်ကယ်စီးခွင့်မပြုတ်ထားပါဘူးအကြောင်းရင်းကတော့သူတို့ကိုတနက်နယ်ပြစ်မှာကြောက်လို့ပါဆိုတော့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံအစရှိတဲ့နိုင်ငံတွေစင်ကာပူမလေးပေါ့မြို့တော်ကွာတာလမ်ပူမှာဆိုင်ကယ်တရားဝင်စီးလို့ရတယ်ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့မှာတရားဝင်ဆိုင်ကယ်စီးလို့ရတယ်ရန်ကုန်မှာစီးလို့မရဘူးမတရားလုံးနေကြတာပါနော်ချုပ်ပြောလိုက်ပါအဲ့တော့ဒီမတရားမှုတွေကိုရန်ကုန်မှာဖြစ်နေတာရန်ကုန်သားတွေမတော်လန်ကြတော့ဘူးလားရန်ကုန်သားတွေကြုံဖြစ်ဖို့ကြုံခံဖို့အစင်သစ်ရှိနေကြပြီလားအစင်သစ်ဖြစ်သွားပြီလားရန်ကုန်ကအဲ့လောက်မညံ့ဘူးရန်ကုန်ကသွေးမနေဘူးဆိုကြောင်းအထက်အခါပြသခဲ့ပြီးဖြစ်ပါတယ်ဒီနောက်ပိုင်းမှာတော့ရန်ကုန်ကမြို့ပြယူကြီးတွေလည်းအကြောင်းကြောင့်ခိတ္တငုတ်ရှိုးနေရတယ်လို့ရန်ကုန်ကမြို့ပြတိုက်ပွဲတွေတော်တော်များများရက်တက်သွားကြရတယ်ရန်ကုန်မှာဗတ်ပေါင်းဆောင်ကတင်းကျပ်ဗတ်ပေါင်းဆောင်ကလေပင်းညစ်ပြူစောထီပြည်သူစစ်ရက်ကွက်လုံခြုံရေးမြို့နယ်လုံခြုံရေးအစရှိတဲ့ရန်ကုန်ကအချောင်သမားတွေကြောင့်တော်လိုင်းလုပ်ငန်းစဉ်တွေခိတ္တရက်တန်ပြီးစောင့်ကြည့်နေတဲ့အခြေအနေလို့တော့ကျွန်တော်တို့ဒီကနေ့သုံးသပ်လို့ရမယ်အညာသူလေးတယောက်ရန်ကုန်ရောက်တဲ့အကြောင်းပြောပြချင်သေးတယ်ကျမကဟိုနာဒီနာသွားတာပေါ့အလိုင်တာယာတို့ရွှေပြည်တာတို့ကျမကအညာသူပါတဲ့အညာမှာအကူရဲ့ဘဝတွေစုပ်ပြတ်တက်နေကြပြီအန်ကျိတ်ပြီးတော်လန်နေကြတယ်ရန်ကုန်မှာသူတို့နဲ့မဆိုင်သူတို့ပဲတဲ့ဟုတ်လားဟုတ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဇက်ပွဲတွေတော့စီးနေတာဟုတ်စရိတ်ချိုးတွေချင်းတဲ့ဘားကလပ်တွေအပြည့်နဲ့ရန်ကုန်ဟာအချောင်သမားအများစုရှိနေတယ်တကယ်တော်လန်တဲ့တော်လန်ရေးသမားတွေလည်းရှိတယ်ဒီတော့ရန်ကုန်ကြီးမြို့ပြကြီးထတာကြွကြလို့တော့ပြောရင်နားထောင်မှလည်းမဟုတ်ဘူးအဲ့တော့စစ်တပ်ကနှိပ်စက်သမျှကိုခံကြတော့မလားလို့ပဲရန်ကုန်ကိုမေးချင်တာဗျရန်ကုန်ဟာစစ်တပ်တွေအင်မတန်အရေးပါတဲ့ရန်ကုန်တိုင်းကြီးဖြစ်ပါတယ်ရန်ကုန်နဲ့အဒီတဝိုက်မှာပြည်သူတော်လှန်ရေးတပ်တွေရှိပါတယ်မင်းသားတာယာဝတီအစရှိတာပေါ့ဗျာနော်ရန်ကုန်နဲ့အနီးဆုံးလဲဥဟိုဘက်လောက်မှာရင်ကိုတော်လှန်ရေးတပ်တွေရှိပါတယ်နော်ဘကိုးတိတ်မဝေးတဲ့နေရာမှာတော်လှန်ရေးတပ်တွေရှိပါတယ်ရန်ကုန်ကိုငါတို့လာရင်ရောကြိုးမှာလားဘာကလတ်တက်ရတာပြက်လို့စိတ်ညစ်နေကြမလားဒီကာလမှာဒီမေကုန်းနေမေးရတာကလည်းတော်လှန်ရေးဘက်က NUG ဆိုတဲ့အဖွဲ့ကြီးရဲ့အတွင်းအချင်းပြဿနာဖြစ်မှုကလည်းလူလူကိုစိတ်ပြက်စေကြပါပဲအဲ့တော့ဒီကနေ့မင်းလာမှာအောင်လံမှာပေါက်မှာချင်းမှာတော်လိုင်းထိုးစစ်တွေတော်လိုင်းတိုက်ပွဲတွေပျောက်ကြားစစ်ပွဲတွေဒရဇက်ဖြစ်နေတယ်ရန်ကုန်နဲ့မြို့ပြတစ်ခွင်ကိုကျွန်တော်လူမြတ်ကျော်ပြောပြရှင်းပါတယ်တေချာနားထောင်ပါအရေးကြီးပါတယ်အဆုံးထိနားထောင်ပါမင်းလာမှာဒီကနေ့ပြဿနာနည်းနည်းရှိတယ်
မင်းလာတို့တရားဝတီတို့ဆိုတာရန်ကုန်နဲ့တိမ်မွေးတဲ့နေရာပေါ့တရားဝတီခရိုင်တရင်3800နှစ်ပဲခူးတိုင်းထဲမှာပါပေမဲ့တရားဝတီခရိုင်ပဲခူးတိုင်းထဲမှာပါပေမဲ့ရန်ကုန်နဲ့တိမ်မွေးတဲ့နေရာပေါ့စစ်တပ်စစ်စေးဂိတ်ကိုဒေါ်လိုင်းတက်တွေလက်တပြက်ပျောက်ကြားခြေမုံရေးလောက်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ခမရတို့တန်ပုတ်တွေရွတ်ထားပါပျောက်ကြားခြေမုံနဲ့လက်တပြက်တိုက်ပွဲတွေဟာခမရတို့ရင်ဝစီကြီးစံတွေရောက်လာပါလိမ့်မယ်တာဝရီခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဇူလိုင်လ1ရက်နေ့မနက်3နာရီခွဲမှာအင်အား30ရှိတဲ့မင်းလာကကိုင်းပြင်ကြီးရွာအညာတန်းကစစ်တပ်ဂိတ်ကိုလက်တပြက်ဖြတ်ပုတ်တိုင်းဝင်ပစ်ပါတယ်ကိုင်းပြင်ကြီးဝင်လာတဲ့ရွာဂိတ်ပေါ့ဗျာပြည်လမ်းပေါ်မတက်နိုင်အောင်ဒီဂိတ်ကကာထားတာအခုတော့တော်လိုင်းတက်တွေရန်ကုန်ပြည်လမ်းပေါ်ကိုရောက်နေပြီရောက်လာပြီအနီးနားရွာတွေလည်းပေါ်တာဆွဲတဲ့နေရာပေါ့ဗျာအပြန်အလှန်ပစ်ပါတယ်တိုက်ပွဲတနာရီကြာပါတယ်စစ်ကူအင်အား80တဲ့မနေ့ရောက်လာတော့တော်လိုင်းတက်တွေပြန်ဆုတ်တယ်ဖက်စစ်တပ်စီကတော့8ယောက်ထပ်မနေတေးမတေးဦးနာကြိုးကန်းဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်အဲ့တော့တာယာရီခရိုင်ပကဖအမှတ်1တိုက်ခိုက်ရေးတပ်ဖွဲ့ရွှေလန်းမြေလက်ပံမြို့နယ်ပကဖတာယာရီခရိုင်အမှတ်2တရင်တက်ခွဲနှစ်တွေပူပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရတယ်ဆိုတော့ဒီနောက်ပိုင်းမှာတော့လက်တပြက်ပျောက်ကြားစစ်တွေတရဇက်ဖြစ်လာဖို့မြင်နေရပါတယ်တော်လိုင်းကြီးကရက်တန့်ဖို့လုံးဝမရှိပါဘူးမယုံမရှိပါလေကားတို့မျိုးပြက်ကလူတွေအစင်သစ်မဖြစ်ရင်တော့ကျွန်တော်တို့လည်းမတတ်နိုင်ဘူးတော်လိုင်းကြီးတက်တွေကတော့တော်လန်ရေးကိုဆက်လက်ဆင်နွှဲမယ်လို့ဂရိပြုပြီးပြဿနာတွေတော့ရှိတယ်လူဆိုရင်ပြဿနာရှိတာပဲလीနော်ပြဿနာတွေကိုဖြေရှင်းရင်ရှေ့တို့လမ်းချီမဲ့ငါတို့တော်လိုင်းရေးကိုတော့ဘယ်တကောင်သားမှတားလို့ရလိမ့်မယ်လို့မထင်နဲ့လို့တော့တိတိကျကျမှားခြင်းတယ်ဗျမကွေးပါဆက်ချပါတယ်နော်စင်ပောင်ဝဲကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှုကြော်စီကနေရဲတက်ကြကြော်လွင်သိပါတယ်ဟာကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနအောင်လန်းခရိုင်ယာယီဒူရဲမှုကြီးဝင်းလိုက်နေရဲအုပ်အောင်တန်းစော်တန်ရပြင်းထန်ပါတယ်ဇူလိုင်လ1ရက်နေ့မှာပဲတရဇက်ပြစ်တာပါငုံလဲတနာရီမှာကားရမ်းနဲ့လာတဲ့အောင်လန်းမြို့မှာရဲစခန်း6မြောက်ဖက်6မိုင်กว่าမှာဘုရားတောင်ပွေကျွေးရွာအနီးမှာပြည်မကွေးကားလမ်းပေါ်မှာရဲကားတန်းကိုဖျက်တိုက်တယ်စစ်တပ်တွေရဲတွေစစ်ရေးပြစ်မှတ်တွေနဲ့ခတ်ခွာနေပါလို့မှားသားရဲ့ဓာတ်တွေကကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှုကြော်စီရကရဲတွေပါတယ်ရဲမှုကြီးတွေပါတယ်ဆိုပြီးသူ့ကိုယ်သူဟုတ်လာပြီထင်ပြီးတကားတန်းတစ်ခုတည်းစီးလာတာထိကြိုက်ပြီးတော့ကြည်စံမှန်ပြီးတော့ပေသွားပါတယ်ဗျာအဲ့တော့စင်ပောင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှုအသက်52နှစ်အရွယ်ရှိတဲ့ဦးကျော်စီရညာဘက်နှစ်တင်ကိုကြီးဖောက်ဝင်တန်ရာတည်ဆုံးသွားတယ်လို့ကြီးနှမ်းမှာပါရှိပါတယ်ဇူလိုင်လ2ရက်နေ့မှာလေအောင်လန်ရွှေပန်းတော်မှာနတ်မောက်ဂိတ်ကိုတရက်ခရိုင်အမှတ်2တရင်ကဝင်ပစ်ပါတယ်ဒါကတော့ပျောက်ကြားချေမုံကြီးလက်တပြက်တိုက်ပွဲတွေဒရဇက်တတိုင်းပြည်လုံးအနှံ့ပြစ်မယ်လို့တရားဝင်ဒေါ်လာတက်တွေကကြီးညာထားပါတယ်ထပ်ပြီးတော့ဖက်စစ်အကြမ်းဖက်တပ်အတွက်ပေါ်တာဆွဲကျင်အောင်ဟဲ့ပေါ်တာဆိုပြီးစိတ်မကောင်းစရာတဲ့စကူထပ်ရှိနေပါတယ်မကွေးတိုင်းရင်နဲ့ချောင်းမှာစစ်တပ်ကအိမ်မော်တက်ပြီးပေါ်တာဆွဲထားတဲ့ဆွဲခံရတဲ့ထက်လိုက်မင်းကိုစင်ပေါက်တဲ့ဘိုးကြီးတယောက်ကိုပြစ်တက်ပြီးထွက်ပြေးသွားလို့သူ့ရဲ့အိမ်ကမိန်းမနဲ့သူ့အမေကိုဖမ်းထားတယ်ဗျရှင်နိုင်ချောင်းသားဗျမကွေးကံပြားလမ်းဆုံးမှာပေါ်တော့ဆွဲခံရပြီးစစ်တပ်တွေပါသွားတယ်အခုတော့သူ့ရဲ့အထက်အရာရှိတွေကိုပြစ်ခံရတဲ့အရာရှိလည်းသေဒါကြောင့်မို့ဆရာဖတွေဟာသူ့ရဲ့မိခင်နဲ့ဇနီးကိုဒီနေ့ချိန်ထိဖမ်းထားပြီးပြန်မလို့သေးတာကိုတွေ့ရပါတယ်သိမကြပါဘူးထပ်ဖြစ်အောင်ပါပေါ်တာဆွဲခံရတဲ့လူငယ်တွေဟာလက်တဲ့တလက်ရောက်တာနဲ့မိမိတို့ကိုမတရားပေါ်တာဆွဲအနိုင်ကျင့်ထားတဲ့ကောင်တွေအကုန်ပြန်ပစ်လို့ရာဇသံထုတ်ပြီးသားဖြစ်ပါတယ်နေပြည်တော်ရဲ့အာဂျင်ဒါကတော့ဒီရဲ့ဘိုင်းမှာပါစရီပြန်ပြည့်ရင်ဘယ်လိုလုပ်မလဲဒီလိုအခြေအနေတွေနဲ့အတူဒါကပျောက်ကြားထူးခြားသတင်းတွေဖြစ်တယ်တပ်
တွေစစ်ကြောင်းတွေလန်ကြပြီးမသားတွေထက်နေတဲ့တမိုးကြစစ်ပွဲကြီးတစ်ခုကြောင့်ပြောချင်ပါတယ်ချင်းပြည်နယ်ကစမယ်နော်ချင်းပြည်နယ်တောင်ပိုင်းကိုထိုးစစ်ဆင်တဲ့ဖက်စစ်အကြမ်းဖက်တက်လူပေါင်းထောင်နဲ့ချီပါတယ်အဓိကတော့ပါစတွေပေါ့ဗျာနော်ပါစတွေထောင်နဲ့ချီပါတဲ့စစ်ကြောင်းကြီးချင်းပြည်နယ်တောင်ပိုင်းမင်းတပ်ကံပက်လက်တကြောကိုထိုးစစ်ဆင်နေပါတယ်ချင်းတော်လိုင်းရေးတပ်တွေဟာချင်းတော်လိုင်းရေးတပ်တွေနဲ့အတူအာရခတ်တပ်တော်အေးပါအပါခုခံစစ်တံပြန်တိုက်စစ်ခံစစ်ရှင်နဲ့အတူရွရွချွန်ချွန်ခုခံတိုက်ပွဲဝင်မှုကြောင့်ထိုးဝင်လာတဲ့စစ်ကြောင်းတွေအကုန်လန်ကြပါတယ်လို့ဒီကနေ့တရားဝင်ထုတ်ပြန်လိုက်ပါတယ်ချင်းပြည်သူတပ်မတော် CPU နဲ့ CBA ကထုတ်ပြန်ချက်အရချင်းတော်လိုင်းအင်အားစုကတိမ့်ပိုက်ထားတဲ့မင်းတပ်ကံပလက်မကွေးတိုင်းရောစောတွေကနေပြီးတော့အင်အား2000ကျော်နဲ့မေလဒုတိယပတ်ကစစ်ကြောင်း2ကြောင်းနဲ့ထိုးပေါက်စစ်ဆင်နေတယ်ဒီစစ်တပ်စစ်ကြောင်းတွေကိုချင်းပြည်သူတပ်မတော် CPA ရောဒေတာတော်လိုင်းရေးတပ်တွေဖြစ်တဲ့ YDF ရောတပ်တော် YA နဲ့မဟာမိတ်တပ်တွေဟန်တာဂျာဖြတ်တိုက်ခိုက်ခုခံစစ်ကိုဆင်နွှဲတံမြန်ထိုးစစ်ဆင်မှုကိုဆောင်ရွက်စစ်တပ်စစ်ကြောင်း2ကြောင်းလုံးလောလောဆယ်တက်လန်ကြပြီးတိုက်ပွဲတလကျော်ပြင်းပြင်းထန်ထန်ရက်ဆက်ဖြစ်နေပါတယ်စစ်တုံးမှန်မြောင်များစွာဖမ်းဆီးထားသလိုအပုံလိုက်သောလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိပြီးတကားလားလက်ရှိထုတ်ပြန်ထားတဲ့ဓာတ်ပုံမှာတုံးမှန်8ဦးကိုတွေ့ရတယ်ပေဆုံးမသာပေါ်တဲ့အလောင်းတွေကတော့မရည်တွက်နိုင်ဘူးလို့သိရတယ်ရခိုင်နဲ့ထိစပ်နေတဲ့ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်ကံပလက်နယ်စပ်ကိုစစ်တပ်ကထိုးစစ်ဆင်နေအာရခတပ်တော်အေကလည်းအတူပူးပေါင်းပါဝင်ပြီးတော့ကံပလက်ကမင်းတပ်ကဝင်လာမဲ့ပလက်ဝတီဝင်လာမဲ့စစ်ကြောင်းကိုဖျက်တောက်ပိတ်ဆို့တံပြန်တိုက်စစ်ဆင်လာဖြစ်ပါတယ်မြေပြင်မှာတော့အလဲလဲအကွဲကွဲနဲ့အလံပြူတောင်ကြာဆုံးနေတဲ့ဖက်စစ်တပ်တောင်မော်ဦးမှာရခိုင်မှာကြောက်ဖြူမှာစစ်တွေမှာအေယာဝတီမှာမကွေးမှာပဲခူးမှာကပ္ပစတွေနားတီရောက်နေတဲ့အာရခတပ်တော်ရဲ့စစ်မျက်နှာချင်းရဲ့စစ်မျက်နှာဒါတွေကိုဖက်စစ်တပ်လုံနိုင်တာတစ်ခုပဲရှိပါတယ်လေချောင်းဘုံကျဲအချမ်းဖတ်တာပါဒီကနေ့လဲမောင်းတော်မြို့ကအရက်သားပြည်သူတွေစီကိုစစ်တပ်ကပေါင်900ဘုံ10လုံးထက်မနည်းကျဲချခဲ့ပါတယ်စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကတော့မရည်တွက်နိုင်အောင်ဖြစ်နေပြီးဒီတပ်မှာဒီစစ်တပ်နဲ့ငါတို့ပြည်သူဘယ်တော့အခါမှကြည်စီအေးစီမရှိတော့တဲ့အခြေအနေကိုရှောင်နေပါပြီဒီကနေ့မင်းတပ်ကံပလက်မှာလဲလေကြောင်းလက်နက်ကြီးတွေ drone တွေတရဇက်အကြက်သားပြည်သူတွေစီကိုပြစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသမီးတွေကလေးငယ်တွေသေဆုံးခဲ့ပါတယ်အသက်10နှစ်အောက်ပါမချမ်းသေဆုံးမှုတွေကြောင့်ဒီပြည်သူနဲ့ဒီစစ်ရာဇဝတ်ကောင်တွေနဲ့ကတော့ပဝါမကူရေမရှူစတဲ့အခြေအနေကိုတော့ရောက်ရှိလာနေပါပြီအဲ့တော့ဒီစစ်ပွဲတွေအမည်ကိုပေါက်မြို့နယ်မှာပေါက်ကူတော်ကကြွေးကြော်ပါတယ်ဗျပေါက်မြို့နယ်ပေါက်ကူတော်ကကြွေးကြော်တယ်ဘယ်တော့မသာပေါ်မလဲတော့မသိဘူးပေါက်မြို့တွေကိုစစ်ကြောင်းထိုးလာပြီကွာမင်းတို့တွေတတိထားနေအဲလေငွေတိုင်းပေါက်ကူဖက်စစ်တပ်အကြမ်းဖက်စစ်တပ်တွေစစ်ကြောင်းထိုးနေပြီပြူစောရီရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ပါရဇီကကြားတဲ့အချောင်သမားဂရုံးပေါက်ကူတော်ဟာတော်လိုင်းတပ်ဖွဲ့တွေတတိထားနေမင်းတို့သိမဲ့တာကြံပေါ့ဗျာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအားပေးအားမြောက်ပြုတယ်လူသက်ဖြတ်မှုတွေကိုအားပေးအားမြောက်ပြုပြီးတင်ငန်းဝတ်ထားတဲ့အချောင်သမားပေါက်ကူတော်ဟာသူ့ရဲ့တစ်တော့မှာပေါက်မျိုးတွေကိုစစ်ကြောင်းတွေထိုးနေပြီလို့သူကပြောပါတယ် PDF တွေဆူတောင်းပြေတော့မှာပါတဲ့သူတို့လာစေခြင်းနဲ့အထူးစစ်ကြောင်းပေါက်ကူလာနေပြီကောက်ကိုစုနဲ့ရေပြာဘက်ကိုတော့ဝင်ထိုးတာဖြစ်နိုင်တယ်ရောက်တော့မရောက်သေးဘူးလမ်းမှာမိုင်းထိပြီးဘဏ္ဍကောင်သိမ်လဲဆိုတဲ့သတင်းကိုပဲကျွန်တော်တို့စောင့်ရပါပါအဲ့တော့လွန်ခဲ့သောရက်ပိုင်းကကောက်ကိုစုပြူစောထီရွာနဲ့ရေပြာရဲစခန်းတို့ကိုတော်လိုင်းတက်တွေကဒရဇက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်းမှာပေါက်ကိုတော်ရဲ့တပည့်ရင်းချတွေပါဝင်သေဆုံးသွားပြီးအသက်ရှင်သူတွေကလည်းပေါက်ကိုတော်ကိုအလင်းဝင်ကြဖို့ဖိတ်ခေါ်တဲ့ဗီဒီယိုကလစ်တွေတက်ပြီးတဲ့နောက်ပိုင်းမှာလက်ရှိတပ်မ101ကနေအင်အား900နဲ့စစ်ကြောင်းထိုးလာတယ်လို့
သိရပါတယ်စစ်ကြောင်းထိုးတဲ့လမ်းလျှောက်မှာတော့ကြေးရွာ10ရွာလူဦးရေ2000နီးပါးထွက်ပြေးတိမ်းရှောင်နေရပါတယ်ဒါလက်ရှိနောက်ဆုံးရရှိထားတဲ့ဒေါ်လန်တိုက်ပွဲသတင်းတွေနဲ့မျိုးပြသတင်းတွေဖြစ်ပါတယ်အဲ့တော့လက်ရှိဒီနေ့ဒေါ်လန်ရေးမှာဖက်စစ်တပ်ရဲ့ရာဇဝတ်မှုစစ်ရာဇဝတ်မှုဟာဘလောက်ပြင်းထန်လာပြီလဲလို့ကျွန်တော်ပြောပြချင်သေးတယ်ဗျ2021မှာအာဏာသိမ်းပြီးတော့ဖြစ်ပွားတဲ့ပြိပခါတွေကြောင့်တေဆုံးသူဟာလေတသိန်း114ရောက်ရှိသွားပြီတီးတန့်သေးတာနော်ဒါစရင်လေးပဲရှိသေးတယ်အဲ့ထက်မကတာဖြစ်နိုင်နိုင်ငံကပြိပခါအဆောင်ကြည့်လေးလာရေးအဖွဲ့ဖြစ်တဲ့ ACLED ကထုတ်ပြန်ချက်အရအာရှမှာလေအာရှတိုက်အတွင်းမှာအကြီးမားဆုံးသောတေကျေပျက်စီးမှုနဲ့အပြင်းထန်ဆုံးစစ်ပွဲကြီးတစ်ခုမြန်မာပြည်မှာဖြစ်နေတယ်လို့တရားဝင်ထုတ်ပြန်ထားပါတယ်လူတန်းနဲ့ချီပြီးစစ်ဘေးရှောင်နေရတယ်အညာမှာစကိုင်းတိုင်းတိုင်းလုံးကြီးပါဗျာကြာနေပြီဒီအခြေအနေဒီအောက်မှာကျွန်တော်တို့ကိုထူကိုထရုံးကန်နေကြရတယ်ဘသူမှကျွန်တော်တို့တော်လိုင်းတက်တွေကိုမကူညီဘူးပြည်သူကလွဲ၍အခုပြည်သူကလည်းNUG အဖွဲ့ကအထဲကပရိပခတွေအချင်းချင်းပြောင်းလဲတာတွေကြောင့်တချို့တော်တော်စိတ်ပြက်လာကြတယ်ဒါပေမဲ့လည်းရှော့လို့မရဘူးငါလူလူကြီးငါမိသားစုတို့ရေငါရဲဘော်တို့ကြီးဒီတပွဲဟာအသက်နဲ့ဘဝအနာဂတ်ကိုလောင်းကြီးထပ်ထားတဲ့ပွဲဖြစ်တယ်ဒီမျိုးဆက်မနိုင်ရင်နောက်မျိုးဆက်ပေါ့တော်လိုင်းရေးဆိုတာဘသူမှတတ်လို့မရဘူးဒါပေမဲ့တော်လိုင်းရေးတွေကိုဒီကနေ့ထိဖတ်စစ်တပ်ဟာတော်လိုင်းရေးတပ်တွေနဲ့တော်လိုင်းရေးတော်လန်ပြည်သူတွေကြားတဲ့ကိုလွတ်မြောက်နေပြီတွေကိုဘုံအလုံးကြီးတောင်းနဲ့သိန်းနဲ့ချီပြီးဒီကနေ့ကျဲချနေပြီမဲ့တော်လိုင်းရေးဟာရက်တက်မသွားဘူးတို့တော့တော်လိုင်းရေးထဲမှာရှိနေတဲ့တပွဲနဲ့တပွဲတသိန်းနဲ့တသိန်းတပင်းနဲ့တပင်းမယုံကြည်မှုနဲ့တန်တရားဟာတော့ကျွန်တော်တို့တော်လိုင်းရေးတစ်ခုလုံးထိုးခွဲသွားနိုင်တယ်ဆိုတာကိုတော့အထက်ထက်တတိပေးခြင်းငါတို့အရေးတော်ပုံဟာငါတို့ဘဝနဲ့ငါတို့အသက်ငါတို့အနာဂတ်လောင်းကြီးထပ်ထားတာဖြစ်တဲ့အတွက်တလလမနောက်ဆုတ်လိမ့်မည်မဟုတ်ဆိုတာကိုတော့မိမိတို့ရှင်တွေကယုံကြည်ချက်နဲ့အတူစက်ချီတက်ကြရအောင်ဖတ်စစ်တပ်ကိုလုံးဝမျက်နှာသာမပေးနဲ့အိတ်ဆက်ခွင့်မပေးနဲ့ပျောက်ကြားချေမုံရင်းကြီးနဲ့တရဇက်တိုင်းနဲ့ပြည်နယ်ဒေသအသီးသီးကတော်လန်ရေးတပ်တွေကရတဲ့နီးနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးရန်သူဖတ်စစ်တပ်ကိုအိတ်ဆက်ခွင့်အောင်မပေးတဲ့နီးနာကိုသုံးရင်တမိုးကြစစ်ပွဲကြီးတွေအတွက်အစင်သစ်ပြင်ဆင်ပြီးသားဖြစ်လိမ့်မယ်ဆိုတာကိုလေးလေးနက်နက်ပြောပြရင်ငါတို့အတွက်မနှက်ဖြန်ပါအောင်ပွဲဖြစ်လာနိုင်လေဗျကျွန်တော်တို့မျှော်လင့်ချက်နဲ့ယုံကြည်ချက်အပေါ်မှာတန်တရားနဲ့ထိုးခွဲတာမခံကြဖို့ပဲလိုတယ်ကျေးဇူးတင်ပါတယ်